မိရဲ့နေ့စဉ်ဘဝမှာစိတ်နှလုံးအေးချမ်းစွာချမ်းချမ်းသာသာနေနိုင်ဖို့အတွက်ဘာလုပ်ရမလဲချမ်းချမ်းသာသာနေဖို့အတွက်ဘာနဲ့နေရလူလောကဆိုတာသာဝဏီတွေနဲ့တောကတွေရှိတယ်။သားရည်သမီးရည်ဆိုတာလို့စိတ်ပူရတဲ့အချက်တွေအများကြီးရှိတယ်။အဲ့ဒီလိုစိတ်ပူပြီးတော့နေတဲ့လောကကြီးထဲမှာစိတ်အေးချမ်းသာစွာဘယ်ပုံနေမလဲလို့ဆိုမြတ်စွာဘုရားရဲ့ခုံကိုအာယုံပြုပြီးတော့နေမယ်မြတ်စွာဘုရားရဲ့ခုံနေကျေးဇူးတွေဘုရားဆိုတာနော်မဟုတ်တာဘယ်တော့မှမလုပ်ဘူးစိတ်ကြွယ်ရမှတောင်မကောင်းမှုမလုပ်ဘူးဆိုတဲ့အရဟံဆိုတဲ့ခုံတော်တွေတရားဓမ္မကိုမှန်ကန်ကိုယ်တိုင်သိတယ်ဆိုတဲ့တမ္မာသမ္ဗုဒ္ဓခုံတော်တွေအတိညာနဲ့အကျင့်စရဏဝိဇ္ဇာစရဏနဲ့ပြည့်စုံတယ်ဆိုတဲ့ခုံတော်တွေဖရာခုံတော်တွေကိုတစ်ခုချင်းတစ်ခုချင်းစဉ်းစားပြီးတော့နေမယ်ဆိုလို့ရှိရင်စိတ်ပူလောင်မှုတွေဟာတည်ငါအားဖြင့်အေးငြိမ်သွားကြမှာဖြစ်တယ်မြတ်စွာဘုရားကိုအာယုံပြုနေမယ်တရားကိုအာယုံပြုနေမယ်တန်ခါကုံကိုအာယုံပြုနေမယ်ဖရာတရားတန်ခါထဲမှာစိတ်ကိုနှစ်မြုပ်ပြီးနေမယ်ဆိုလို့ရှိရင်ခန္ဓာကစောင့်စည်းမှုအပြင်စိတ်အေးနှလုံးအေးချမ်းစွာစိတ်အေးလက်အေးအခုလိုဘဝမှာနေမယ်ဆိုလို့ရှိရင်ဒီဘဝမှာလည်းချမ်းချမ်းသာသာဖြစ်လို့မြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုံပြုနေတဲ့အချိန်မှာတရားဂုဏ်ကိုအာယုံပြုနေတဲ့အချိန်မှာသံဃာဂုဏ်ကိုအာယုံပြုနေတဲ့အချိန်မှာဘာဖြစ်လဲလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးဖရာဂုဏ်တရားဂုဏ်သံဃာဂုဏ်ထဲမှာစိတ်လေးဟာတည်ငြိမ်ပြီးတော့နေသွားခုခေတ်ပြောတာလို့ဖရာဂုဏ်ပရိစိတ်နေမယ်တရားဂုဏ်သံဃာဂုဏ်ပရိစိတ်နေမယ်ဖရာတရားတန်ခါကိုအာယုံပြုနေခြင်းအပြင်စိတ်နှလုံးအေးချမ်းမှုကိုရရှိနိုင်တယ်လို့ဒီလိုဆိုလို့အကယ်၍ဖရာဂုဏ်တရားဂုဏ်တန်ခါဂုဏ်ကိုအာယုံမပြုဘူးဆိုရင်နောက်ထပ်ဘာလိုအပ်ချက်ရှိတော့တခြားနည်းပါရှိသေးတော့ဆိုလို့ရှိရင်တခြားမစင်စားနဲ့မနဲ့မိုးလင်းတဲ့အခါမှာငါးပါးသီလလေးစောင့်တည်ညရောက်တဲ့အခါကျတော့ပြန်စဉ်းစားဒီနေ့ငါသက်ရှိတ attva ပဲတ attva များတတ်မိသလဲမတတ်မိဘူးငါးပါးသီလပြည့်စုံတယ်ဆိုရင်ကိုယ်သီလလေးကိုတမိုးထားပြီးငါဟာဒီကနေ့ယဟနာပုဂ္ဂိုလ်တွေနေနီးကားနဲ့ငါ